ရဟောအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့အိမ်မှာပဇွန်ချမောင်လေးကြော်စားဖြစ်ပါတယ်ရှင်ဒီချမောင်ကြော်တဲ့နေ့ကလေလုံးဝအထားမခံပါဘူးเนาะတခါရဲ့ကြိုပြောပြရစီလုံးဝအထားမခံပါဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီချမောင်ကြော်ရှိတာနဲ့လေစားရင်တန်းကုန်လို့ပါရှင်ပေါင်ပစ္စည်းလေးတွေပါချမောင်ရွက်ကပဇွန်ကိုတော့ဒီတစ်ခါကြားပဇွန်လေးရလို့တုံးထားတယ်ပေါ့နော်ပဇွန်ကိုအခွန်နာလိုက်တယ်ဒါပေမဲ့အမီလေးကိုတော့ခြံထားလိုက်တယ်ပေါ့နော်ပြီးရင်အလဲကနေပြီးတော့ဒီအစာလမ်းကြောင်းလေးထုတ်ပေးလိုက်ပါတယ်ဒါကတော့ရလာတဲ့ပဇွန်လေးတွေပါစိတ်ကြိုက်ဒီတစ်ခါတော့များများလေးထည့်မယ်ပေါ့နော်ချမောင်နဲ့ဆိုင်တော့ပဇွန်နဲ့ပုံများနေသလိုခံစားရပါတယ်အရင်ဆုံးပဇွန်ကိုစေးကြောတန့်စင်ပြီးရင်စားရယ်နွမ်းမုံလေးရယ်နေထားလိုက်ပါမယ်ရတာဝင်သွားအောင်လို့ပြီးရင်ချမောင်ကိုကျမကဒီအိုးပူတိုက်ပြီးတော့ပေါ့လေအရီကြိုတနည်းလောက်လိုက်တာပေါ့နော်ရေလုံးဝမထည့်ဘူးဒါပေမဲ့ချမောင်ရွက်ပဲထိပြီးတော့အိုးအပူနဲ့ထိတဲ့အခါမှာဆိုလို့ရှိရင်ချမောင်ကဣကျသွားတယ်ပေါ့နော်တူဒီအချွဲတက်လေးအနေငယ်ထွက်လာတာတွေ့ရတယ်ပေါ့နော်ရေလုံးဝကျွန်မမထည့်ပါဘူးချမောင်ရွက်ကိုလေအားလုံးရောသမမှွေပြီးတော့ကြော်တဲ့အချိန်မှာဆိုလို့ရှိရင်ဒီချမောင်ရွက်အစိမ့်လိုက်ထည့်လိုက်တယ်ဆိုလို့ရှိရင်လေမနဲ့တယ်လို့ခံစားရတယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်မကတော့အခုလိုမျိုးအရီကြိုပြီးမှထည့်တယ်ပြီးရင်ဒီကတော့ပဇွန်ပေါ့နော်ပဇွန်ကိုကြတော့ရေလေးနဲ့ငယ်ထည့်ပြီးတော့အိုးဘူးလေးတိုက်လိုက်ပါတယ်ပဇွန်ကတော့ဒီတူကွေးလာတယ်ဆိုလို့ရှိရင်တော့ရပြီပေါ့နော်အသားလေးလည်းတင်းလာပြီဆိုလို့ရှိရင်တော့ရပါပြီပဇွန်ကိုလည်းတက်ခွဲထားမယ်ပြီးမှရောပြီးကြော်ပါမယ်ဒါဆိုရင်တော့ကြော်ဖို့အဆင်သင့်ဖြစ်နေပါပြီမြင့်ရဲ့ငရုတ်သီးစိမ်းရဲ့ပဇွန်ပြုတ်ထားတာလေးရဲ့ချမောင်မွေလေးရဲ့ပေါ့နော်အရင်ဆုံးစီပူအောင်တဲမယ်ပေါ့နော်စီတဲကိုနွမ်းမုံနဲ့ငယ်ထည့်ပါမယ်ချမောင်ကြော်ကလေစီလေးနည်းနည်းလေးအိုင်မှာကောင်းတယ်ပေါ့နော်အဲ့တော့စီလေးတော့နည်းနည်းပို့ထည့်ပေးပါပြီးရင်ကျက်သွန်ဖြူနီကြိတ်ထားတာလေးကိုထည့်ပါတယ်ကျက်သွန်ဖြူနီကအနံလေးမွေးလာပြီဆိုရင်တော့ကျွန်မငပိထည့်ပေးတယ်ကျွန်မကချမောင်ကြော်ဆိုလို့ရှိရင်လေငပိလေးနဲ့မှကြိုက်တယ်အရသာလေအချင်းရဲ့အရသာကိုဒီငပိကထိန်းထားတာဖြစ်တဲ့အတွက်ကြောင့်ငပိကိုတော့နိုင်လေးထည့်တယ်ပေါ့နော်ပြီးတော့ကိုကအငံစားတာလည်းဖြစ်တဲ့အတွက်ကြောင့်ပါပြီးရင်ငုတ်တိအကြက်မုံထည့်တယ်နောက်ပြီးတော့အယောင်အနီကိုလှလှလေးလိုချင်တာဖြစ်တဲ့အတွက်ကြောင့်အယောင်နေမုံလဲထပ်ထည့်တယ်ပေါ့နော်အဲ့ဒါဆိုရင်ငပိရဲ့ကြက်သွန်ဖြူရဲ့ငရုတ်သီးရဲ့ကြက်လာတဲ့အနေထားရောက်ပြီဆိုလို့ရှိရင်တော့ကျွန်မမြင့်ထည့်ပြီးတော့အရင်ကြော်ပေးလိုက်တယ်ပေါ့နော်မြစ်ကလည်းတရေပြုတ်ထားပြီးသားဆိုတော့အဆင်ပြေတယ်ပေါ့နော်အားလုံးသမသွားပြီးမြစ်ကလည်းနင်းငယ်လေးဣလာပြီဆိုလို့ရှိရင်ချမောင်မွေကိုထည့်လိုက်မယ်ပေါ့နော်ချမောင်ကလည်းဒီပေါ့နော်အစိမ်းမဟုတ်ဘူးမှွေထားပြီးသားဆိုတော့အခါကြတော့လေနည်းနည်းလောက်မှွေလိုက်ရုံနဲ့တင်သူကတမတယ်ဒီနေရာမှာကျွန်မရေလေးနည်းနည်းထည့်ပေးပါတယ်ရှင်အခုကလေးနည်းနည်း6ကြီးခံစားလို့ဆိုးဆိုးဣလေးလိုချင်တာပေါ့နော်အဲ့အတွက်ကြောင့်ရေလေးနည်းငယ်ထည့်ပြီးတော့ဣအောင်လုပ်ပေးပါတယ်ထည့်ထားတဲ့ရေခန့်ပြီးတော့လုံးဝစီပြန်လာတဲ့အနေထားလေးကျွန်မကြော်ပေးပါမယ်ရှင်ချမောင်ကြော်တော့ချင်းငံဆက်ရေးလေးထည့်လိုက်တာဖြစ်တဲ့အတွက်ကြောင့်သူဆူအီလေးဖြစ်သွားတယ်ပေါ့နော်အရသာအနေနဲ့ကတော့ကျွန်မဓာတ်ရှိထည့်တယ်ပြီးရင်စားထည့်တယ်ဒီနေရာမှာစားကိုတော့ short ထည့်တယ်ဘာလို့လဲဆိုတော့စားထည့်လို့ရှိရင်ချမောင်ရဲ့အချင်တက်ကလေးပို့ပြီးတော့စူးတယ်နော်အဲ့ဒီအတွက်ကြောင့်ကျွန်မစားကိုတော့ short ထည့်တယ်အနံ့မွေအောင်ငံပြိုင်လေးနည်းငယ်ပါထပ်ထည့်လိုက်ပါသေးတယ်ရှင်ပြီးရင်တော့ဂျပွန်တွေကိုထည့်လိုက်ပါမယ်ပဇွန်ထည့်ပြီးတော့တေချာနှံ့အောင်မွေးတော့မယ်ပေါ့နော်ပဇွန်ကလည်းကြက်ပြီးသားလေးเนาะအကုန်လုံးကလည်းကြက်ပြီးသားဆိုတော့ကျမတို့ဒီတိုင်းပဲဒီရေလေးစီပြန်သွားရင်ရပြီเนาะဒီနေရာမှာကိုကဒီစီကိုအိုင်နေမှကြိုက်တယ်ဆိုလို့ရှိရင်လည်းချောင်းလေးကိုစီထပ်ပြီးတော့ထည့်နိုင်ပါတယ်เนาะပြီးရင်ငရုတ်သီးတောင်ထည့်မယ်ပေါ့နော်ငရုတ်သီးထည့်မယ်အစိမ့်ရှင်အစိမ့်ထည့်ပါငရုတ်သီးစိမ့်ထည့်ပြီးတော့တေချာလေးမွေပေးပြီးတော့စီပြန်လာပြီဆိုလို့ရှိရင်တော့ရပါပြီရှင်ဒီချမောင်ကြော်တဲ့နေ့ကလေလုံးဝအထားမခံပါဘူးเนาะတခါရဲ့ကြိုပြောပြရစီလုံးဝအထားမခံပါဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီချမောင်ကြော်ရှိတာနဲ့လေစားရင်တန်းကုန်လို့ပါရှင်ချမောင်ကြော်တော့အရန်ကြိုက်တယ်ဒါပေမဲ့ကြော်တိုင်းအဆင်မပြေဖြစ်နေရဲဆိုလို့ရှိရင်တော့ဒီတိုင်းလေးကြော်ကြည့်ပါเนาะအားလုံးပဲဆင်ပြေကြပါစေရှင်ဂျန်နေ